ကျွန်တော်လက်ထက်မှာကင်ထားတဲ့ပစ္စည်းကတော့ Google ကနေထုတ်ထားတဲ့ Fitbit Air ဆိုတဲ့ product ဖြစ်ပါတယ်ဒီ product ကကဘာပေါ်မှာအားကစားသမားတွေအကုန်လုံးလက်ထက်မှာပတ်ထားတဲ့ဒီ Whoop ဆိုတဲ့ product ကိုလုံးဝပျောက်သွားစေမယ့်ပစ္စည်းတစ်ခု Whoop Scaler ဆိုပြီးမှနာမည်ကြီးနေတဲ့ပစ္စည်းလေးဖြစ်ပါတယ်တော်တော်လေးဈေးသက်သာတယ်ပေါ့နော်အဲ့တော့ဒီ product ကဘာလုပ်တာလဲဆိုရင်ကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးမှပေါ့နော်ကိုညအိတ်တဲ့အခါမှာတကယ်ရောအိတ်ပျော်ရဲ့လား heartbeat ပြီးရင် calorie count step စသည်ဖြင့်ပေါ့နော်ဒီ Apple Watch ကလုတ်ပေးတယ်လို့မျိုးဒီကောင်ကပို့လုပ်ပေးနိုင်ပါတယ်ကျွန်တော်ဆိုရင် Apple Watch ကိုညဘယ်တော့မှမအိပ်ပါဘူးပေါ့နော်အဲ့တော့ဒီကောင်ကလုံးဝချွတ်စရာလည်းမလို battery လည်းပိုခန့်တယ် screen လည်းမပါတဲ့အတွက်ကြောင့်မို့တော်တော်လေးကိုအဆင်ပြေပါတယ်အဲ့တော့တစ်ချက် unboxing လုပ်လိုက်ရအောင်ပေါ့နော်ဒီပစ္စည်းကို UK မှာဝယ်မယ်ဆိုရင်တော့84ပေါင်လောက်ပေးရတယ် US မှာဝယ်မယ်ဆိုရင်$96ပေးရပါတယ်ပေါ့နော် box ကတော့တော်တော်လေး simple ဖြစ်ပါတယ်ပြီးဒီကောင်လေးပါပဲပေါ့နော်အဲ့တော့အောက်မှာကျတော့သူ့ရဲ့ Arduino လေးတစ်ခုပါပါတယ်ဒီ box ထဲမှာပါတဲ့ပစ္စည်းကဒီနှစ်ခုပဲရှိရပေါ့နော်အဲ့တော့တစ်ချက် Arduino ကတော့မဖြုတ်ပြတော့ဒါလေးကိုတစ်ချက်ကြည့်လိုက်အောင်ဒီက Whoops ကိုတိတာအရန်ကြာပြီ Whoops ကိုဝယ်ဖို့စဉ်းစားတိုင်းမှာလေဘာဖြစ်လို့မဝယ်ဖြစ်လဲဆိုရင်သူ့ရဲ့ subscription membership ကအရန်စီကြီးလို့အားကြီးအဲ့ဒီ Whoops ကသူတို့ရဲ့လက်ပတ်တွေကို free ပေးရပေါ့နော် free ပေးပြီးမှသူတို့မှာတစ်နှစ်ကိုပေါင်160 190လောက်ပေးရတယ် US မှာဆိုရင်ဒေါ်လာ230လောက်ပေးရတယ်နှစ်တိုင်းပေးရမယ် product တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီ Fitbit ကတစ်ခုကောင်းတာကိုကတစ်ခါဝယ်ပြီးသွားပြီဆိုရင် subscription ပေးစရာမလိုပါဘူးစဉ်းစားကြည့်ပေါ့နော်တော်တော်များ Whoops ကိုပတ်စံပေးနိုင်တဲ့သူတွေကတော့ဝယ်ကြလိမ့်မယ်ဒါပေမဲ့ဒီထက်နဲ့ professional အားကစားသမားမဟုတ်တဲ့သူတယောက်က Whoops ကိုသုံးစရာမလိုဘူးလို့မြင်တယ်ဒီ Fitbit Air ကိုသုံးရင်လုံလောက်တယ်လို့ထင်တယ်ပေါ့နော်တေချာလေး research လုပ်ပြီးမှဒီပစ္စည်းကိုဝယ်ဖြစ်တာပါသူကတော့အခုလိုမျိုးမတူညီတဲ့ color တွေနဲ့ဝယ်တဲ့ခါမှာဝယ်လို့ရတယ်ဒါပေမဲ့ဒီကတော့ဒီ simple ဖြစ်တဲ့အနက်ရောင်လေးပဲဝယ်ထားပါတယ်ပေါ့နော်ဒီအပေါ်မှာတော့ဒါ G ဆိုပြီးမှမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါ Google ကထုတ်ထားတဲ့အတွက် G ဒီနောက်မှာကျတော့သူတို့ရဲ့ sensor လေးပါတယ်ပေါ့နော်ဒါကတော့အလွယ်တကူကျွန်တော်လက်ထက်မှာပေါ့နော်ဒါ24နာရီတက်ထားလို့ရပါတယ်ပေါ့နော်ဒီဇာတ်လေးကိုတစ်ချက်ကြည့်လိုက်အောင်ပေါ့နော်အဲ့တော့ဒီ feature မှာအတိကသူကဘာတွေပြောထားလဲဆိုရင် starting price တွေ subscription ပေါ့နော် US မှာ Fitbit Air က$96 Whoops ကတစ်နှစ်ကို$139ပေးရမယ်နှစ်တိုင်းပေါ့နော်အဲ့ဒီ subscription မပေးဘူးဆိုရင်သူ့ရဲ့ပစ္စည်းကလုံးဝသုံးလို့မရဘူး Fitbit Air ကသုံးလို့ရတယ် subscription ဝယ်ပြီးမှသုံးချင်တယ်ဆိုရင် AI နဲ့ပတ်သက်ပြီးမှဒါ coaching တွေယူလို့ရတယ်ဒါပေမဲ့အဲ့လောက်ထိမလိုဘူးလေဒါဒါမှလူအဲ့လောက်ကြီးမလိုဘူးပေါ့နော်အဲ့တော့ Whoops မှာကျတော့တခါလေပါပြီးတာ battery life က9ရက်ကနေ10ရက်ခန့်နဲ့ဒီကောင်က Whoops က14ရက်ကနေ20ဒီကောင်နှစ်ခုလုံးကတော့ပေါ့ပါလေးဖြစ်တယ်ပေါ့နော် extremely light ဖြစ်တယ်ပြီးတော့ဆိုအခြားဒီကောင်ကဘာတွေကို track လုပ်လဲဆိုတော့တစ်ချက်ကြည့်လိုက်အောင်နှစ်ခုလုံးကကြတော့ဒီ steps တွေကို track လုပ်တဲ့ sleep ကိုယ့်ရဲ့ 8 session နဲ့ပတ်သက်ပြီးမှ deep sleep ဒီပါလားမပါဘူးလားစသည်ဖြစ်ပေါ့နော် recovery time တွေကို track လုပ်ပေးတယ်ပြီးရင်ကျွန်တော်တို့ရဲ့ heart rate ဒီနှလုံးခုန်နှုန်းတွေကို track လုပ်ပေးတယ် recovery score တွေပါမယ်ပြီးရင် strain score တွေပါမယ်ပြီး workout tracking တွေပါမယ် GPS ကဒါဖုန်းကနေ connect လုပ်ထားတဲ့အတွက်ကြောင့်မို့ဒါ GPS တွေပါမယ်ပေါ့နော်အဲ့တော့အဲ့ဒီဖုန်းကနေ connect လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့သုံးလို့ရတဲ့ app ကပါလဲဆိုရင် Google Health ဆိုတဲ့ app ကိုဒီ Fitbit နဲ့တွဲပြီးမှသုံးလို့ရပါတယ်ပေါ့နော်ဟုတ်ပါပြီဒီလောက်ပါပဲကျွန်တော်လည်းဒါနည်းနည်းလေးသုံးကြည့်လိုက်အောင်မယ်ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်ကပစ္စည်းတစ်ခုမဝယ်ခင်မှာတေချာအားလေးအကြာအားကြီး research လုပ်ပြီးမှဝယ်လဲရှိတယ်ဝယ်ပြီးတော့ပြီဆိုရင်သုံးတန်းပစ္စည်းတစ်ခုကိုကြောင်းလည်းမရှိဘူးပေါ့နော်အဲ့တော့ဒီပစ္စည်းကတော့ကျွန်တော်အမြဲတမ်းဒီဘက်လက်မှာပတ်ထားမဲ့ပစ္စည်းတစ်ခုဖြစ်လာမယ်လို့မြင်ပါတယ်ဘယ်လိုထင်ကြလဲဒီတဲ့မိတ်ဆွေတွေကရော Whoops ကိုတစ်နှစ်ကို$200ကျော်ပေးပြီးမှသုံးပါလားဒါမှမဟုတ်$99နဲ့ပေးပြီးမှတစ်ခါတည်းအပြတ်ဝယ်ပြီးမှဒါကိုသုံးပါလားခုမှရေးခဲ့ပါကျွန်တော်ကတော့ Fitbit Air ကိုပဲသုံးဖြစ်တော့မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုချစ်ပြီးရတဲ့အတွက်ကြောင့်မို့ see you in the next video